သာသနာတော်နှစ်2554ခုနှစ်ဟောစာတက္ကရာ1982ခုနှစ်ပြာဒလာမီကျော်9ရက်2011ခုနှစ်ဇန်နဝါရီ28ရက်နေပြည်တော်ဒက္ခိဏသီရိမြို့ရန်အောင်မြင်ရွှေလက်လစေရီတော်မြတ်ကြီးဘုရားပုစရိယဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောကမ္မနိယာမနှင့်လောကသဘာဝတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရှင်ဘုရားသခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာတော်အာယုပြုပါတိကျဆွဲဆိုအပ်သောဝန္ဒနာပနာမအဘိဓဂါထာကိုရဆိုပြုလို့ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပလေယံကာလံကရုဏောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိတိယယာစွာတတ္တဝါဤချမ်းသာစီးပွားတော်လာတော်တာဘောခါလည်းနာထမြညာခြင်းရှင်တော်မြတ်ဘုရားလေကပ္ပဂောတိတိဂရေကဘာအရေးအတွက်သင်္ချာတော်ဖြင့်တော်လဲအာမမေရာရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသိချေသိတိကဘာရှိကြသောကာလပတ်သောလောကဣဒယတတ္တလောကဤအကျိုးစီးပွားအလောကအတိဒုက္ခရာနိဥ္စာတေခြေအင်္ဂါမိတ္တတိမာသမိတာနှင့်တထာဇနေဆင်းရဲဟုကျတိထဝေအာရအစုလုံးခဲရသောမူလိုကိုကရောတော်ဘုရားဖြစ်ရည်တန်ကျိုးကိုအထုတော်ဘုရားသည်ဖြစ်ပြီးခေရလက်ချင်းမျက်လုံးအသက်ဆုံးလည်းနှလုံးစေဝံကိုရောဤပြလန်းခြင်းသို့ကတောဘဝဒါနချိန်ခံများစွာရောက်တော်မူခဲ့ရရှာလေမဟာကရုဏီကတတတဝါများယဝေသာကေလုသနာချစ်ခင်မဟာကရုဏာအရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားတော်လာတောင်းတဘုံပေါခါလည်းဖြင့်နာထမြညာသူရှင်တော်မြတ်ဘုရားအားနမောယုတိကြောင်းကြောင်းမလို့လျော်၏ကရောယောကျိုးရှိခိုးခြင်းသည်အတုဝဝတုစင်စစ်မတိဖြစ်ပါစေတည်းကမ္မနိယာမနဲ့လောကသဘာဝလောကသဘာဝဆိုတာလောကထဲမှာရှိနေတဲ့ပုဂ္ဂိုလ်တွေဟာမြည်လို့မဆုံးကြုံတွေ့ရတဲ့လောကဓမ္မလောကရဲ့သဘောတရားတွေပဲအကောင်းလုပ်ပြီးမဲ့အဆိုးနဲ့တွေ့တာလည်းရှိတယ်အဆိုးလုပ်ပြီးမဲ့အကောင်းနဲ့တွေ့တာလည်းရှိတယ်ချမ်းသာကြောင့်ကျိုးပန်းအထောက်နေမဲ့လို့ဆင်းရဲတာနဲ့တွေ့ရတာရှိတယ်ဆင်းရဲစေတဲ့အလုပ်မျိုးဖြစ်ပြီးမဲ့လို့ချမ်းသာနေကြတာလည်းရှိတယ်အဲ့တော့လောကသဘာဝဆိုတာကိုထင်တိုင်းမဖြစ်သေးတဲ့အခြေအနေတရားကိုလောကသဘာဝလောကမှာရှိကြတဲ့လူသားတွေတိုင်းမရှောင်မလွဲနိုင်အောင်ကြုံတွေ့ရတဲ့လောကသဘာဝဒီလိုရှိတယ်အဲ့ဒါကြောင့်လို့လူသားတွေရှိတိုင်းဘယ်ခေတ်ကလူသားပဲဖြစ်ဖြစ်ဘယ်နိုင်ငံကလူသားပဲဖြစ်ဖြစ်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်လောကမှာကိုယ်ထင်တိုင်းဖြစ်မှာမရှိဘူးလောကသဘာဝအားလျော်စွာအကြောင်းပေါ်ပတ်ဝန်းကျင်ပေါ်အခြေအနေတွေပေါ်ယူတည်ပြီးတော့ဘဝတစ်ခုကိုဖြတ်သန်းကြရအဲဒီလောကသဘာဝကိုမသိနားမလည်ဘူးဆိုလို့ရှိရင်လူတွေဟာအယူဆမှားယွင်းသွားတယ်အထင်မြင်တွေလွဲသွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က
ဒေသနာတော်မှာဟောထားတာရှိတယ်ပါပောပိပတ္တိပတ္ထမကောင်းတဲ့လူတယောက်ကလည်းအကောင်းနဲ့ကြုံတွေ့နေရတယ်ဆိုတာရှိတယ်ဒါကတိတိမှလည်းရှိတာလေဘုရှိတော်ကလည်းရှိတယ်နောက်လည်းရှိအောင်ပါမကောင်းပေမဲ့လို့အကောင်းတွေဆုံးနေတဲ့လူဆိုတာလောကမှာဘယ်နေရာမှာမဆိုရှိတယ်အဲဒီလိုရှိနေတာဟာသဘာဝတရားကြီးကိုသို့မဟုတ်မကောင်းတာလုပ်ရတဲ့အကောင်းတွေတွေ့နေတယ်ဆိုတာသဘာဝတရားရဲ့မျက်စိလဲသွားမှုလားသို့မဟုတ်သဘာဝတရားကိုဆန့်ကျင်ပြီးတော့လုပ်တာလားဆိုတော့မဟုတ်ဘူးအခြေအနေတစ်ခုခုကြောင့်ဒီလိုဖြစ်တယ်မြတ်စွာဘုရားကအကြောင်းပြထားတယ်ပါပောပိပတ္တိပတ္တရံယာဝပပန္နပစ္စတိသူလုပ်တဲ့မကောင်းမှုတွေကတုံ့ပြန်မှုမတည်သေးဘူးအကျိုးမပေးသေးဘူးဆိုလို့ရှိရင်မကောင်းတဲ့လူတယောက်ဟာလည်းကောင်းကျိုးချမ်းသာတွေကိုခိုက်တတ်အားဖြင့်တွေ့နေဦးမှာပဲအဲ့လိုတွေ့နေတဲ့အချိန်လေးမှာလူတွေမှာအတွေးအမြင်တွေဟာလွဲမှားသွားတယ်ကောင်းတာလုပ်တဲ့လူတွေကောင်းတာအဲ့လိုလောကမှာကံတရားဆိုတာတော့တကယ်ဟုတ်ပါရဲ့လားလို့ဆိုလွဲမှားဆိုတွေးခေါ်မှုတွေဖြစ်ပေါ်စေတယ်တဘာဝတရားရဲ့တရားစားမှုကိုပြောအောင်အခြေအနေတရားအကြောင်းမှန်ကိုမသိသေးဘူးဆိုလို့ရှိရင်မှားရင်းနေတဲ့သဘောတရားတွေအကျိုးဆက်အနေနဲ့ထပ်ပေါ်လာတတ်တယ်။ဒါကြောင့်မို့ဒါလိုရည်စူးကြည့်တဲ့မြတ်စွာဘုရားကပါပောပိပတ္တိပတ္ထယာဝပပန္နပစ္စတိသူလုံးနေတဲ့မကောင်းမှုကံရဲ့တုံ့ပြန်မှုမရသေးသမျှကာလပတ်လုံးမကောင်းတဲ့ပုဂ္ဂိုလ်ဟာလည်းကောင်းကျိုးချမ်းသာတွေခံစားနေရတယ်ဘယ်ခါကျတော့ဘဝဝအတိုင်းပြန်ဖြစ်သွားတယ်လို့ဆိုရင်ယထာသပစ္စတိပါပံအထပါပောပါပါနိပတ္တိလူတယောက်ရဲ့မကောင်းတဲ့လုပ်ရတဲ့ကနေပြီးတော့မကောင်းကျိုးတွေကိုထုတ်လုပ်ပြီးဆိုတဲ့အချိန်ကြရင်တော့သူဟာသူလုပ်ခဲ့တဲ့လုပ်ရအတိုင်းမကောင်းတဲ့အကျိုးတွေကိုခံစားရတယ်အဲ့တော့ဒီသဘောတရားမှာဒေါသသဘာဝအနေနဲ့ရှိပြီးတော့နေတာရှိပြီးတော့နေတဲ့အတွက်ကြောင့်လူတွေဟာအထင်မှားမြင်မှားတွေဖြစ်ပြီးတော့ကံကြမ္မာဆိုတဲ့အပေါ်မှာမယုံကြည်မှုတွေဖြစ်ထွန်းလာအေးကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးမကောင်းတာလုပ်လဲကောင်းတာဖြစ်ခြင်းဖြစ်တာပါပဲနဲ့ဆိုတဲ့အတွေးတွေဝင်လာပြီးတော့ကံကိုညှင်းပယ်တယ်ဆိုတဲ့အယူဆတွေပေါ်လာတယ်တကယ်တော့လောကဓမ္မတာလောကရဲ့သဘာဝတစ်ခုအရအခြေအနေတစ်ခုမှာမဖန်တီးသေးတဲ့အချိန်မှာလူတွေကိုမျက်စိလဲသွားစေတယ်အဲ့ဒါလိုပဲနောက်တစ်ခုကိုကြည့်အောင်ပဲဆိုရင်မြတ်စွာဘုရားရဲ့ဒေသနာတော်ထဲမှာဗတ္တရောပိပတ္တိပါပံယာဝဗတ္တနာပစ္စတိကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တယောက်ဟာလည်းပဲသူလုပ်တဲ့ကောင်းတဲ့လုပ်ငန်းတွေကကောင်းကျိုးကိုမထုတ်လို့သေးသမျှကာလပတ်လုံးသူဟာအဆိုးတွေ့တယ်တွေ့တယ်ဒါအခြေအနေတစ်ခုမပြည့်စုံနေလို့ရှိရင်ဒီလိုပဲဖြစ်တတ်တယ်ဒီလိုဖြစ်တတ်တယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာတာမန်ပုဂ္ဂိုလ်တွေကစဉ်းစားလိုက်ကြတယ်အေးကောင်းတာလုပ်ရတဲ့ဘာဖြစ်လို့မကောင်းတာတွေကြုံတွေ့နေရတယ်လဲကောင်းတာတွေလုပ်နေပါရဲ့နဲ့မကောင်းတာတွေကြုံတွေ့နေရတယ်အဲ့တော့ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့ကုသိုလ်ကံဆိုတာရှိမှရှိရလားလို့ဟောလို့တန်တရားတွေမင်းလာပြီးကံနဲ့ပတ်သက်ပြီးဖြစ်မှားဖြစ်မှားတွေဖြစ်တတ်တယ်။ဒါကြောင့်မြတ်စွာဘုရားကယထာသပစ္စတိပတ္တနာအထဗတ္တရောဗတ္တနာမိပတ္တိသူလုပ်တဲ့ကောင်းမှုကုသိုလ်တွေကအကျိုးတရားကိုထုတ်လုပ်ပြီးလို့ဆိုတဲ့အခါမှာလူတော်လူကောင်းတယောက်မှာကောင်းကျိုးချမ်းသာတွေပဲရမယ်ဘဝတစ်ခုကနေတစ်ခုအစစ်မြင့်တဲ့မြင့်သွားပြီးနောက်ဆုံးမှာ
နိဗ္ဗာန်ချမ်းသာပြည့်အောင်ရရှိသွားတယ်အဲ့တော့အခိုက်အတန့်အားဖြင့်အထင်မှားမြင်မှားဖြစ်စေတတ်တဲ့ဈာကလာလေးတွေရှိတတ်တယ်ဒါကြောင့်မို့မဟာကမ္မဝိပဿနာတော့ကလည်းမြတ်စွာဘုရားဟောထားတာလေးရှိတယ်ဒီတရားကမကောင်းတာတွေလုပ်တယ်သိတဲ့အခါမှာမကောင်းတဲ့ဘုံရောက်သွားတယ်ဒါအေးမကောင်းတာလုပ်တာပဲမကောင်းတဲ့ဘုံရောက်တာဘာဆန်းလဲမကောင်းတာလုပ်လို့မကောင်းကျိုးခံရဒါက the law of nature သဘာဝတရားကြီးရဲ့အတိုင်းဖြစ်တယ်ဆိုတာလူတိုင်းလက်ခံတယ်သို့တော့လူတယောက်ဟာမကောင်းတာတွေလုပ်တယ်သို့တော့သိတဲ့အခါမှာကောင်းရတဲ့လူတွေရောက်သွားတယ်ဆိုတာမရှိဘူးယောဂကြီးမှာဒီလိုမှားရချက်တွေရှိတာကကံကြမ္မာရဲ့မှားရချက်မဟုတ်ဘူးအခိုက်အတန့်ကံတရားပေါ်မှာမျက်စိလဲစရာလေးတစ်ခုဖြစ်တယ်။ဒါကြောင့်ပြန်လက်ထက်တော့လည်းဒီလိုအကြောင်းအရာတွေအများကြီးရှိတယ်။ဆိုပါတော့တမ္ပထာခိကလို့ခေါ်တဲ့ရာဇဝသားတွေကိုထောင်ထဲကရာဇဝသားတွေကိုတည်တံပေးတဲ့ပုဂ္ဂိုလ်တွေကိုတပ်ဖြတ်ပြရတယ်။သောဒခါတကလို့လူဆိုးတွေကိုတတ်တဲ့လူသားသမားကြီးလူဆိုးတွေကိုတတ်ဖြတ်တဲ့အလုပ်သူလုပ်ရတာလောက်ပြောင်ကြာလဲလို့နှစ်ပေါင်း90ဒီတောင်ကိုထမ်းဆောင်အဲ့ဒီတောင်ကိုထမ်းဆောင်ပြီးတော့ဒီလူကြီးကတော့ဒီအလုပ်ငန်းတွေကိုပြီးပြင်းပြင်းမလုံးနိုင်တော့တဲ့အခါအသက်ရည်ကြီးလာတဲ့အခါသူဒီတောင်ကနေရက်ဆဲလိုက်တယ်ရက်ဆဲလိုက်တာမကြခင်ပဲသူဟာတည်သွားတယ်သူတည်သွားပြီဒီလူကြီးကတော့လူတွေညောင်များစွာတတ်ထားတဲ့လူဆိုတော့အကောင်းတဲ့ဘဝတော့ရောက်မှာပဲလို့အများကဒီလိုထင်ကြတယ်သို့တော့အဲ့ဒီဓမ္မတာတိကဆိုတဲ့ခိုးလူတန်ဒုဒသမားဘယ်ဘဝရောက်သွားတယ်တုတ်တိတာဘုံရောက်သွားတယ်ကဲဒီတည်းကြားမယ်ဆိုလို့ရှိရင်မျက်စိလဲစရာမဖြစ်ဘူးလောက်ထားတာကအကုသိုလ်ကြီးရောက်သွားတာကကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့ဘုံကိုရောက်သွားတယ်နော်အဲ့ဒါကြောင့်မို့လို့မကောင်းတဲ့လုပ်ပြီးကောင်းတဲ့ဘုံရောက်တယ်လို့လူတွေမှဒီလိုချက်မှတ်ပြီးပါတယ်နောက်တစ်ခုအင်္ဂုလိမာနပဲကြည့်အင်္ဂုလိမာနဆိုတဲ့ကဘာကျော်လူလက်သမားတော်ထဲမှာဖြတ်တန်းသွားတာတည်းလူတွေဖမ်းပြီးတော့တတ်ဖြတ်တယ်အဲ့လိုရက်စက်တဲ့ပုဂ္ဂိုလ်တယောက်နောက်ဆုံးကြတော့ရဟန္တာဖြစ်သွားတယ်ဆိုတော့လေလူတွေမျက်စိတွေကြတာပဲမကောင်းတဲ့ပုဂ္ဂိုလ်တွေကောင်းတာဘာလို့တွေ့ရအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လာလို့ဒီတစ်ခုရဲ့တိမ်မြုပ်တောက်ွယ်နေတဲ့အကြောင်းတရားကိုမြတ်စွာဘုရားမှာသာသိတယ်ကျန်တဲ့ပုဂ္ဂိုလ်မသိဘူး။နောက်တစ်ခုကောင်းတဲ့ဘက်ကနေကြည့်လူတရားဟာကောင်းတာတွေလုပ်တယ်။ဘုရားနဲ့တရားနဲ့အများအားကောင်းတာလုပ်တယ်။သိတဲ့အခါကျတော့ငရဲကြတော့ရသော်ပြလက်ထက်တော်ကသာလာတော့ပฏิပတိကောသလမင်းကြီးရဲ့မိဖုရားတစ်ပါးဖြစ်သူမဏိကမိဖုရားကြီးမှာဘုရားပေါ်မှာလည်းအမှန်တန်ယုံကြည်တယ်အသိပညာလည်းအမှန်တန်ထက်မြက်တယ်ထက်မြက်အလွန်ရှိတယ်အပရိသဒါနလို့ဆိုရင်သူမတူတဲ့အလှူဒါနကြီးကိုလည်းကြီးကြပ်စီရင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဟောသူသိတဲ့အခါဘယ်ရောက်သွားလို့ဆိုဝိသိငရဲကြသွားတာ။ကောင်းတဲ့လူလုပ်တဲ့ပုဂ္ဂိုလ်ကဘာဖြစ်လို့ငရဲကြလဲ။ဒီအချက်မှလည်းပဲတာမန်ပုဂ္ဂိုလ်ကြီးကိုမျက်စိလဲသွားတယ်။ကောင်းတာလုပ်လို့ကောင်းတဲ့ပုံရောက်လာကြတော့ဘယ်သူမှမျက်စိမလဲဘူး။ကောင်းတာလုပ်ရတဲ့နဲ့မကောင်းတဲ့ပုံရောက်သွားတယ်ဆိုတဲ့ချက်။ဈာရဲ့ရှုပ်ဝဲချက်ကလေးတွေကိုမသိလိုက်ကြဘူးပေါ့။အဲ့ဒီမဟာကမ္မဝိပင်္ဂတုံ
ကံနဲ့ပတ်သက်ပြီးတော့ရသော်ပြဟောတာမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်မကောင်းတဲ့ဘုံရောက်တယ်မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကောင်းတဲ့ဘုံရောက်တယ်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကောင်းတဲ့ဘုံရောက်တယ်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်မကောင်းတဲ့ဘုံရောက်တယ်မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်မကောင်းတဲ့ဘုံရောက်တာသဘာဝအတိုင်းကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကောင်းတဲ့ဘုံရောက်တာသဘာဝအတိုင်းမကောင်းတာလုပ်ရတဲ့ကောင်းတဲ့ဘုံရောက်တာတို့ကောင်းရင်တန်းနဲ့မကောင်းတဲ့ပုံရောက်တာလို့ဆိုတာသဘာဝကိုဆန့်ကျင်သွားတာမျိုးဖြစ်တယ်။အဲဒါကြောင့်မို့လို့ဒီလိုကိစ္စမျိုးမှာမြတ်စွာဘုရားကအခြေထုတ်ပေးနိုင်မြတ်စွာဘုရားအဲ့ဒီမှာဓမ္မဝိဒ္ဓကတုံးမှာရှင်းထားတာလေ။လူတွေရဲ့အမြင်တော့သူမကောင်းဘူးဆိုတာဟုတ်တယ်။ကောင်းတာရောက်သွားတဲ့ပုံကောင်းရရောက်ပါတယ်ပုံစံမကောင်းတာလုပ်ပြီးကောင်းရရောက်ပါတယ်ဆိုပါတော့ခုနကတမ္ပခတိကဆိုတဲ့ရာဇဝတ်တဲ့ပုဂ္ဂိုလ်တွေကိုတတ်ဖြတ်ပြရတဲ့ပုဂ္ဂိုလ်နှစ်ပေါင်း50လူတွေကိုတတ်ဖြတ်လာတဲ့ပုဂ္ဂိုလ်တယောက်ဒီတဲ့အခါမှာတာဝရိနာဒုတိတလက်ပြီးရောက်သွားတယ်ဆိုတော့သူလုပ်တဲ့အခါကျအကုသိုလ်တွေနဲ့မကောင်းတဲ့အလုပ်တွေလုပ်တယ်ဒီတဲ့အခါကျတော့ဒုတိတလက်ပြီးဖြစ်တယ်ဆိုတဲ့ဒီဈာထဲမှာဒုတိတလက်ပြီးဖြစ်ခြင်းရဲ့အကြောင်းကုသိုလ်ကံကိုတော့လူတွေကမသိလိုက်ကြဘူးသူဟာထိုရာတို့ကနေရက်ဆဲပြီးတော့တမ္မာပုဂ္ဂိုလ်တို့အနေနဲ့ရှိတဲ့အချိန်ရှင်သာရိပုတ္တရာမထေရသူ့အိမ်ကြွလာသူကအလွန်တရာတရားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်တော့သူစားမဲ့အစာအာဟာရတွေရှင်သာရိပုတ္တရာလှူတယ်ဆုံးတတ်တယ်ရှင်သာရိပုတ္တရာကိုအလွန်ကြည်ညိုတဲ့စိတ်နဲ့ရှင်သာရိပုတ္တရာကိုလှူဒန်းပြီးတော့ရှင်သာရိပုတ္တရာကတရားဟောတယ်ကြည်ညိုစိတ်နဲ့တရားနာပထမမှာသူတရားလေးကိုစိတ်မရောက်နိုင်ဘူး။ဘာဖြစ်လို့မရောက်နိုင်လဲဆိုရင်သူ့ကိုယ်သူသိနေတယ်။ဒါတလုံးမကောင်းတာတွေလောက်ထားတဲ့ပုဂ္ဂိုလ်တရားဟာသွားစရာရှိရင်တလန်းနဲ့ပဲရှိတယ်။ကောင်းရသူတွေရောက်နိုင်မှာမဟုတ်ပါဘူးလို့သူ့ကိုယ်သူအားလျှော့တာ။အဲ့ဒီလိုတရားထဲမှာစိတ်မပါတဲ့အခါမှာရှင်သာရိပုတ္တရာမထေရကသူ့စိတ်ကိုကုစားပေးတဲ့အခါဒါမျိုးစိတ်ကုစားတယ်လို့ခေါ်တယ်။ဒါလည်းအမှန်တမ်းအရေးကြီးတဲ့ကိစ္စတစ်ခုပဲ။ဒီနည်းစနစ်မှာလောကမှာလူတွေရဲ့စိတ်ထားကိုပြင်ပေးတဲ့နေရာမှာအမှန်တမ်းတန်ဖိုးရှိတဲ့နည်းစနစ်တစ်ခုပဲ။ရှင်သာရိပုတ္တရာမထေရကမေးတယ်။တရားကြီးတရားတဲ့စိတ်ဝင်စားဘူးလားဆို။ရှင်ဗျာပြီးတော့နှစ်ပေါင်း50လူတွေတတ်တာကြတဲ့ပုဂ္ဂိုလ်တယောက်ပဲခုချိန်ကုသိုလ်လုပ်တယ်ပါအကျိုးရှိမှာတော့ကဲတဲ့နိုင်မှာမဟုတ်ပါဘူးလို့စိတ်အားဖြင့်လျှော့ထားတယ်ဆိုတဲ့အကြောင်းရှောက်တော့ရှင်သာရိပုတ္တရာရဲ့ဘေးကောင်းလေးတစ်ခုကဒါသူ့စိတ်ကိုပြောင်းလဲသွားစေသူ့စိတ်ကိုပြောင်းလဲသွားစေဘယ်လိုပြောင်းလုပ်ရမလဲဒီကောင်းပြီနှစ်ပေါင်း50ရာဇဝသားတွေကိုတတ်ဖြတ်ခဲ့ရတယ်ဆိုတာမင်းတတ်ချင်လို့တတ်တာလားတာဝန်ရလောက်တာလားသူစဉ်းစားဒီဟုတ်သားကငါတတ်ချင်လို့တတ်တာငါတာဝန်ရမယ်ဆိုတော့စိတ်ထဲမှာပေါ့သွားသူစိတ်ထဲမှာပေါ့သွားတော့သူစိတ်ထဲမှာဘယ်တော့ထိအောင်ခံယူသွားတယ်ဆိုအေးတာဝန်ရလို့တာငါလို့ရှိလို့လောက်တာမဟုတ်သေးတဲ့ကြောင့်ငါမှဘာအပြစ်မှမရှိဘူးလို့သူယုံကြည်သွားတယ်အဲ့ဒီယုံကြည်တဲ့စိတ်ဟာရှင်သာရိပုတ္တရာတရားဟောတာကိုလက်ခံနိုင်တဲ့စွမ်းရည်တတိယပါအဲ့ဒါကိုခုခေတ်လို့ဆိုလို့ရှိရင် psychotherapy လို့ခေါ်တယ်ဒါအမှန်တမ်းအရေးကြီးတယ် psychotherapy ရှင်သာရိပုတ္တရာကမင်းမအပြစ်မရှိဘူးလို့ပြောတာမဟုတ်ဘူးနော်အပြစ်မရှိဘူးလို့ပြောတာမဟုတ်ဘူးကိုသားချင်းတို့တတ်တာလားဒီမိန်းကလေးနဲ့သူ့အတူယူဆလိုက်အဲ့ဒီလိုယူဆလိုက်တော့စိတ်ကလေးကပေါ်ပါသွားတယ်အဲ့ဒီလိုပေါ်ပါတဲ့အချိန်လေးမှာရှင်သာရိပုတ္တရာအမတန်လေးတက်တဲ့တရားတွေအခြေခံကနေစပြီးတော့ခေါ်လိုက်တာ
တရားဟောတဲ့ဓမ္မဒေသနာအစဉ်နောက်ကနေသူစိတ်ကလေးကိုပို့လွတ်ထားပြီးတော့ရှင်သာရိပုတ္တရာဟောတဲ့တရားထဲမှာကိုယ်တိုင်တရားနာရင်လိုက်နာကျင့်သုံးခြင်းဆိုတာလို့တရားနာရင်လည်းတရားဓိတရားမြတ်ဆိုတာညာဘာဖြစ်လို့ညာတာတော့ဆိုတော့တရားအာယုံပေါ်မှာစိတ်ဆိုင်ထားပြီးတော့ကိုယ်ဘဝနဲ့ကိုယ်ဆက်ဟပ်ပြီးတော့ကြည်နေတာဒါကျင့်နေတာတမျိုးပဲပေါ့အေးဟုတ်လိုက်တာကိုယ်အတွေ့အကြုံနဲ့ဟောတဲ့တရားနဲ့ကိုက်ပြီးတော့ကြည်နေတာဒါလက်တွေ့ကျင့်သုံးတယ်လို့ခေါ်တာပဲနာယုတာရမဟုတ်ဘူးကိုယ်ဘဝနဲ့ဆက်ဟပ်ပြီးတော့ကြည်နေတာအဲ့ဒါလို့ကြည်တာကဒါ practice လုပ်တယ်လို့ပြောတာပဲအဲ့ဒါလို့ရှင်သာရိပုတ္တရာဟောလိုက်တဲ့တရားကိုနာရင်သူတဏ္ဍာမှာဝိပဿနာအသိဉာဏ်တွေဖြစ်သွားပြီနောက်ဆုံးမှာသောတာပန်ဖြစ်ခံနည်းလောက်ထိအဆင့်ထိအောင်အနုလောမခန္တီဉာဏ်ဆိုတဲ့အဆင့်မြင့်တဲ့ဝိပဿနာဉာဏ်ထိအောင်ရပါတယ်ဟုတ်စိတ်ထဲမှာပူပန်သောကတွေလည်းအကုန်ကျသွားတယ်သူကသူအတိတ်ကိုမေ့ထားပြီးသူဟာတကယ်လူတော်လူကောင်းကြီးဖြစ်သွားတယ်အဲ့ဒီအချိန်မှာအတိတ်ကံတစ်ခုကြောင့်နွားခွေခံရပြီးတော့ဒီလူကြီးကဆုံးသွားတယ်မကြခင်ပဲရှင်သာရိပုတ္တရာကိုလိုက်ဖို့ပြီးလမ်းမှာနွားခွေလို့ဆုံးသွားတယ်အဲ့ဒီဆုံးသွားတဲ့အချိန်လေးမှာသူ့စိတ်ထဲမှာကြည်နူးနေတယ်ကြည်နူးနေတဲ့အချိန်လေးမှာအသက်ပြောက်သွားတဲ့အတွက်ကြောင့်သူဒုက္ခိတနဲ့ပြရတာဟောအဲ့ဒီကုသိုလ်ကြောင့်လို့ရောက်တာဒါပေမဲ့အဲ့ဒီကုသိုလ်ကိုလူမသိဘူးလူသိလိုက်တဲ့ကုသိုလ်ကတော့အကုသိုလ်ကတော့ဒီလူကြီးဟာရာဇဝသားတွေကိုတတ်နေတဲ့လူသမားကြီးပဲသူတည်ရင်တော့အပင်ငယ်ကြမှာပဲလို့အများကဒီလိုထင်ထားတာဟုတ်အဲ့ဒါကိုပြောတယ်မြတ်စွာဘုရားပါပောတိပတ္တိဗတ္ထရာဝပါဒနာပိစသူအကုသိုလ်တွေကအကျိုးမပေးသေးဘူးဈာတွေကဝင်ပြီးတော့ကုသိုလ်တရားတစ်ခုကနေပြီးကျေးဇူးပြုလိုက်လို့ကောင်းတဲ့ဘုံကောင်းသွားတာအဲ့ဒါလောကသဘာဝကိုခေါ်လောကသဘာဝအဲ့ဒီလောကသဘာဝကိုကမ္မနိယမနဲ့မရောထွေးစေရဘူးကမ္မနိယမနဲ့မရောထွေးစေရကမ္မနိယမကဘယ်လိုလဲလို့ဆိုလို့ရှိရင်အကုသိုလ်ကံလုံးလို့ရှိရင်အကုသိုလ်ကံသည်သာဝိသဒုက္ခဝိပါဒအကုသိုလ်မှန်ရင်အပြစ်ရှိတယ်နည်းနည်းလေးပဲဖြစ်စေပြစ်ရှိတယ်အကျိုးပေးရင်ဒုက္ခအကျိုးပဲပေးဘယ်တော့မှကောင်းလို့မပေးဘူးဒါကသလောအောက်နေချာလုံးဝအပြောင်းအလဲမရှိဘူးတရားကအကုသိုလ်ရဲ့အကျိုးပေးတွေအကောင်းဘယ်တော့မှမရှိဘူးအဆိုးပဲဖြစ်ရမှာမြတ်စွာဘုရားကသင်္ကုတ္တရနိကေမှာအဋ္ဌာဏတုတ်အဋ္ဌာဏဝက်မှာဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာကိုရှင်းပြတာဖြစ်မယ်ဒုစရိုက်ရဲ့ကောင်းကျိုးဆိုတာလုံးဝမဖြစ်နိုင်ဘူးတဲ့သူစရိုက်ရဲ့ကောင်းကျိုးသာဖြစ်နိုင်ဒုစရိုက်ရဲ့မကောင်းကျိုးသာဖြစ်နိုင်တယ်ဒုစရိုက်ရဲ့ကောင်းကျိုးဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူးဟောသူစရိုက်ရဲ့မကောင်းကျိုးဆိုတာလည်းဘယ်တော့မှမဖြစ်နိုင်ဘူးကောင်းကျိုးသာဖြစ်နိုင်တယ်ဒါကဘာကိုပြောတာလဲသလောအောက်ကမ္မကံရဲ့သဘာဝကြောင့်အဲ့ဒါကမ္မနိယမခေါ်ကမ္မနိယမနဲ့လောကသဘာဝနဲ့တွားပြီးတော့တွဲလို့မရဘူးဈာကာလလေးမှာအပြောင်းအလဲလေးတွေဖြစ်သွားတယ်အဲ့ဖြစ်သွားတဲ့အချိန်လေးကိုမသိလိုက်လို့ရှိရင်မျက်စိလည်သွားနိုင်တယ်ဒီကနေ့ခေတ်မှာလည်းပြောနေကြတာရှိတာပဲဒီမကောင်းတာလုပ်တယ်ကောင်းကျိုးတွေရနေတယ်ကောင်းတာလုပ်တယ်ကောင်းကျိုးတွေမရဘူးနဲ့ဆိုပြီးတော့ဒီလိုပြောနိုင်တယ်ကြားတယ်အဲ့ဒါကိုမြတ်စွာဘုရားရှင်းတာပါပောပိပတ္တိဖက်ထရံယာဝပါပနဗ္ဗိစုဟိုသူတန်းခဲ့တဲ့ဒီဓမ္မဓာတိကခိုးလူကြီးကသူလုပ်ခဲ့တဲ့နှစ်ပေါင်း50ကျော်တပ်ဖြတ်ခဲ့တဲ့ပါဏာတိကတက္ကံအကျိုးမပေးသေးဘူးအဲ့ဒီမှာသူ့မှာ remain ဖြစ်နေတယ်သူ့စိတ်အစဉ်ထဲမှာ online ဖြစ်နေခုခေတ်လို့ဆိုရင် online ဖြစ်ပျောက်သွားတာမဟုတ်ဘူးအကြောင်းတိုက်ဆိုင်လာလို့ရှိရင်သူ့အကျိုးပေးမှာသိကြတယ်လောကမှာလုံးသမျှကံတွေဟာပျောက်ကွယ်သွားတာမရှိဘူးဘယ်တော့မှပျောက်ကွယ်သွားတော့ဆို
ကံဒီအကျိုးမပေးအောင်လုပ်နိုင်တဲ့နိဒာကတခုတည်းပဲရှိတယ်ကိလေသာကုန်အောင်လုပ်ကိလေသာတွေကုန်သွားလို့ရှိရင်တော့ကံဟာဘဝတစ်ခုကိုအကျိုးမပေးတော့ဘဝတစ်ခုကအကျိုးမပေးတာကံကထုတ်လုပ်ထားတဲ့ခန္ဓာရှိတဲ့ကြတော့လိုက်အောင်မှလို့ဆိုဆက်ဆက်နေတရားစစ်ဒီကျိုးရှိတဲ့ကြတရားစစ်တတ်တွေလိုက်နေတယ်လို့ပဲလိုက်နေမှာပဲဘယ်နေရာပြအောင်ကျိုးရှိအဲ့ဒီတရားစစ်တတ်တွေကတော့လိုက်နေမှာအဲ့ဒါလည်းပဲကံတရားဟာသူ့ရဲ့ energy တွေစွမ်းအားတွေကိုပုံမချင်းလိုက်နေလိုက်ပြီးရင်မကောင်းတဲ့ကံကမကောင်းတဲ့ကိုပြီးမယ်ကောင်းတဲ့ကံကကောင်းတဲ့ကိုပြီးဒါကသလောအောင်ကမ္မနိယမတရားအဲ့ဒါမှအပြောင်းအလဲမရှိဘူးသို့တော့လူတွေမှာကမ္မနိယမသဘောကိုကြောင်းပြန်ဖြစ်တယ်လို့သတ်တွေးမိတာဘာဖြစ်လို့လဲဆိုတော့အမြင်ထဲမှာဒီပုဂ္ဂိုလ်ကမကောင်းတဲ့ပုဂ္ဂိုလ်ပဲသေတော့ကောင်းရာရောက်နေတယ်ဟောဒီဟာလေးကိုတစ်ခုကိုစဟတ်ကြည့်ဒါကြောင့်မို့မြတ်စွာဘုရားဟောတယ်ကံနဲ့ပတ်သက်လာလို့ရှိရင်တဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ကမ္မဝိပင်ကညာကလွဲလို့ဉာဏ်နဲ့ဉာဏ်နဲ့သိနိုင်တယ်လို့ပြောတယ်ခုနကလည်းကြည့်အမှန်တန်ကောင်းတဲ့တရားတရားလည်းအမှန်တန်ကောင်းတယ်အသိပညာလည်းထက်မြက်တယ်အဲ့ဒီလိုကောင်းတဲ့မလိကမိဖုရားကြီးတည်တဲ့အခါကျတော့ဝိဇိငရဲရောက်သွားတယ်တမန်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်ဒီနေ့စဉ်နဲ့အမျှတရားသံဃာတွေကိုဆုံးကပ်လို့ဘုရားစကားတရားစကားအများအားပြောလို့အလုံးကြီးညိုတဲ့မိဖုရားကြီးတေတော့ငရဲချသွားတယ်ဆိုတဲ့ဒီအဖြစ်ကမဖြစ်တဲ့အဖြစ်တစ်ခုဖြစ်တယ်ကောင်းတာလုပ်ရတဲ့အဆိုးတွေ့အဲ့ဒီမှာလည်းပြဿနာကဘာလဲလို့ဆိုရင်သူကသေကံကြီးမှာသူတိတ်တဆိတ်လုံးမိတဲ့အကုသိုလ်အတွက်ယူကြုံမရဖြစ်တယ်။နောင်တတွေချီးစွာရပြီ။အဲ့ဒီအတွက်စိတ်ဓာတ်ကအများအားပူပန်နေတယ်။မကောင်းတဲ့အလုပ်တစ်ခုကိုသူလုံးမိတယ်။လုပ်ပြီးတဲ့အခါကျတော့ပတိနေရီကောသလမင်းကြီးကိုပြီးစားမိတယ်။အဲ့ဒီပြင်းမှုအတွက်သူ့ကိုယ်သူယူကြုံမရဖြစ်ပြီးတော့ပူပန်သောကရောင်းနေတဲ့စိတ်နဲ့သေသွားတော့ငဲကြတာ။ဈာထဲမှာအကုသိုလ်ဝင်ပြီးတော့ခုသွားတာကိုပြောတယ်။အဲ့ဒါကိုလူတွေကမသိလိုက်ဘူးပေါ့။အမှန်တန်ကောင်းတဲ့တရားတရားရှိတဲ့အသရိတဒီလိုဝဲကြီးကိုဥဆောင်ပြီးတော့စီမံတဲ့ဒီဒီတရားကြီးကသေတော့ဝီရှိငဲကြရတယ်ဆိုမဖြစ်တဲ့ကိစ္စလို့ထင်တာ။ဟုတ်။သို့တော့ငရဲကြသွားတာအဲ့ဒီအသရိတလူဝဲကြီးတွေကိုစီစဉ်ခဲ့တဲ့ကုသိုလ်လည်းမဟုတ်ဘူးပညာဉာဏ်ထက်မြက်ပြီးယရဏသုံးပါးကိုစိတ်ကကိုးကွယ်တဲ့ကုသိုလ်ကြောင့်လည်းမဟုတ်ဘူးအဲ့ဒီကုသိုလ်ရဲ့အကျိုးကမပေးသေးဘူးပေးလိုက်တာကဖြားဖြတ်ဝင်လာတဲ့အကုသိုလ်ကအကျိုးပေးသွားတာအဲ့ဒါကြောင့်မြတ်စွာဘုရားကဘတ်ရောပိပတ္တိပါပံယာဝဘတ်ထံနဘိစုတိလူတော်လူကောင်းတယောက်ဟာလည်းအခိုက်အတန့်ကိုလုံးတဲ့ကုသိုလ်ကံကကောင်းကျိုးချမ်းသာကိုမထုတ်လို့သေးခင်ဆိုးတွေ့နိုင်သေးတယ်အဲ့ဒီအဆိုးတွေ့